ဒီနေ့ရောနေ့ online တွေကဆရာမနေ့ကိုဘာတွေသင်ပေးလဲဒီနေ့အတန်အတွက်နှီးစက်တဲ့စကားလုံးတွေသင်ပေးတယ် အတန်အတွက်နီးစပ်တဲ့စကားလုံးအေးဟုတ်တယ် အဲ့ဒါဆိုရင်ငါ့ကိုအယောင်ဆိုတဲ့စကားလုံးနဲ့နံပါတ်4ဆိုတဲ့စကားလုံးကိုနေအတန်ထွက်ပြကြည့်စမ်း အယောင်ကိုစီနံပါတ်4ကိုစီ နေ့ဟာလည်းနံပါတ်4လဲဒီအတန်ပဲထွက်တယ်အယောင်ဆိုတဲ့စကားလုံးလဲဒီအတန်ပဲထွက်တယ်ဟောနေပြောတော့အတန်အတွက်နီးစပ်တဲ့စကားလုံးဆို အတန်နည်းနည်းကွာတယ်လေအယောင်ဆိုတဲ့စကားလုံးမှာအတန်နည်းနည်းဆွဲပေးရတယ်အဲ့ဒါဆိုရင်ငါညင့်ကိုအသေးစိတ်ရှင်းပြမယ်ဒီချာနာထောင်โอเคโอเคနောက်ဆိုရင်နေ့ online ဆရာမနဲ့တော့မတင်နဲ့ငါနဲ့လာတင်ကြားလားပါဒီဗီဒီယိုအနောက်ပိုင်းမှာကြာတော့ဆရာမကအယောင်နဲ့နံပါတ်4ရဲ့အတန်ထွက်ပုံထွက်နည်းအသေးစိတ်ကိုတည်တည်ချာချာလေးရှင်းပြထားပါတယ်တည်တည်ချာချာလေးလိုက်နာထောင်ပါပြီးရင်လိုက်ပြီးတော့လေ့ကျင့်ကြပါနော်โอเคပထမဦးဆုံးအယောင်ကိုအရင်ပြောမယ်နော်အယောင်ကိုထိုင်းလို့အတန်ထွက်တဲ့အခါမှာဘယ်လိုထွက်ရလဲဆိုတော့စီကျင်တာနဲ့စီလိုက်ပါစလုံးနဲ့စီမလားစလိန်နဲ့စီမလားစီကျင်တာနဲ့စီပါပြီးလို့ရှိရင်အပေါ်မှာတုံးလေးပါတယ်ဘာတုံးလေးလဲဆိုတော့ကျပြီးတော့တက်တဲ့တုံးလေးပါတယ်အဲ့ဒီတော့အတန်ထွက်တဲ့အခါမှာစီအဖျားလေးကိုနည်းနည်းဖိရမယ်စောင့်မေးရမှာပေါ့နော်အဖျားလေးကိုစီဆိုပြီးတော့အတန်ထွက်ပြရမယ်စီနော်โอเคကျမတို့ဝါကြလေးနဲ့ရေးကြည့်ကြရအောင်ဥပမာဥပမာฉันชอบสีแดงฉันนะမြန်မာလိုရေးပြတဲ့အခါမှာนะฉันหน้าနဲ့ပိတ်မယ်နော်ฉันชอบကိုအတန်ထွက်တဲ့အခါမှာအရင်ဦးဆုံးချော့ပြီးလိုက်ပါချော့ပြီးမှအနောက်ကနေဘာလေးနဲ့ပိတ်လိုက်ပါအဲ့ဒီတော့ချော့နော်ပြီးရင်အနီရောင်ဆိုတော့สีแดงสีแดงแดงမှာအရင်ဦးဆုံးဒယ်ပေးလိုက်ပါအတန်ကိုဒယ်လို့အရင်ထွက်ပါပြီးရင်အနောက်ကနေငလေးနဲ့ပိတ်လိုက်တော့แดงแดงแดงဆိုတာအနီလို့အဓိပ္ပာယ်ရပါတယ်สีแดงဆိုတော့အနီရောင်လို့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာเนาะအသက်ဒီကိုဆရာမက highlight လေးဖောက်ပေးလိုက်ပါမယ်เนาะ highlight လေးဖောက်ပေးလိုက်ရင်ဆရာမတို့ကဘယ်နေရာမှာဘာတန်နဲ့ဘယ်လိုထွက်ရမလဲဆိုတာသိတာထင်ရှားသွားတာပေါ့ဟုတ်တယ်เนาะဥပမာကျမဆိုတဲ့နေရာမှာฉันနာနဲ့ပိတ်တယ်ชอบအဓိပ္ပာယ်ကကြိုက်တယ်เนาะฉันဆိုတဲ့အဓိပ္ပာယ်ကကျွန်ုပ်လည်းရတယ်เนาะဒါမှမဟုတ်ရင်ငါယောက်ျားလေးလည်းသုံးလို့ရတယ်မိန်းကလေးလည်းသုံးလို့ရတယ်ชอบဆိုတဲ့အဓိပ္ပာယ်ကကြိုက်တယ်လို့အဓိပ္ပာယ်ရတယ်နော်ပြီးရင်สีแดงဆိုတော့အနီရောင်ငါအနီရောင်ကြိုက်တယ်ငါအနီရောင်ကြိုက်တယ်နော်ฉันชอบสีแดงฉันชอบสีแดงဒီနော်အသက်နေရာတွေကိုအဓိကထားပြီးတော့အတန်ထွက်ပေးပါနော်အသက်အတန်ထွက်တဲ့အခါမှာလွဲသွားတဲ့အခါအဓိပ္ပာယ်တွေလည်းလွဲသွားတတ်ပါတယ်เนาะโอเคဒါပြီးရင်နံပါတ်4เนาะနံပါတ်4ကိုဆရာမတို့ကဘ
ယ်လိုအတန်ထွက်ရမလဲဆိုတော့လေးပေါ့နော်ဒါလည်းဒီလိုပဲစီကျင်တာနဲ့စီလိုက်ပါဒါပေမဲ့သူ့တုံလေးကဘာတုံလေးလဲဆိုတော့လိုတုံနော်မြန်မာလိုဆရာမကဒီမှာဘယ်လိုသတ်မှတ်တာလဲဆိုတော့အတန်တိုသို့မဟုတ်အနိဒံတုံလို့ဆရာမသတ်မှတ်ထားပါတယ်နော်အဲ့ဒီတော့အတန်ထွက်တဲ့ခါမှာစီအတန်တိုဖြစ်ရမယ်နော်အနိဒံဖြစ်ရမယ်စီနော်ဒါသူ့ရဲ့အဓိပ္ပာယ်ကလေးလို့အဓိပ္ပာယ်ရတယ်နော်ထိုင်းလို့ဆိုရင်တော့မှာပေါ့နော်โอเคဒါကိုဆရာမတို့ကဝက်ကြလေးနဲ့ကြည့်ကြရအောင်နော်ဝါကြမှာဘယ်လိုပြောလဲဆိုတော့แม่ได้เงิน4 ล้านแม่ได้เงิน4 ล้านนะแม่ဆရာမကဒီလိုလေးရေးပြထားပါတယ်แม่ရဲ့အဓိပ္ပာယ်ကအမေလို့အဓိပ္ပာယ်ရပါတယ်ได้တိုင်းလို့ရေးပြတဲ့အခါမှာได้တက်ပြီးတော့ကြားတဲ့တုံးได้နော်ได้ဆိုတာကရသည်လို့အဓိပ္ပာယ်ရတယ်နော်ဒါက verb ကရိယာပေါ့နော်ပြီးရင်เงินဒီเงินကိုဆရာမဘယ်လိုရေးပြတာလဲဆိုတော့ငွန်နဲ့ရေးပြတာပါတယ်ငွန်ကိုဆရာမတို့အတန်ထွက်တဲ့အခါမှာနှခမ်းထွက်ရတယ်နော်အဲ့ဒီတော့ဒီရဲ့ငွန်ရဲ့အပေါ်မှာညီမျှခြင်းနေကေတာပါတဲ့အတွက်ဆရာမတို့ကအတန်ထွက်တဲ့အခါမှာနှခမ်းမထော်ပါဘူးရှင်ငွန်ပြီးရင်အနောက်ကနေနားလေးနဲ့ပိတ်ပြီးရယ်ငွန်ဆိုတဲ့အဓိပ္ပာယ်ကပတ်စံလို့အဓိပ္ပာယ်ရပါတယ်ဘယ်လောက်ရလဲ4 ล้านအဓိပ္ပာယ်က4 တန်ล้านဆိုတာတန်နော်4 တန်4 ล้านလားအရင်လားပြီးလိုက်မယ်နော်လားမှာတက်ပြီးတော့ကြားတယ်တုံးလေးပါတယ်အဲ့တော့ဆရာမတို့အတန်ထွက်တဲ့အခါမှာလားပြီးအနောက်ကနေနားလေးနဲ့ပိတ်တော့ล้าน4 ล้านแม่ได้เงิน4 ล้านแม่ได้เงิน4 ล้านအမေကပတ်စံ4 တန်းရတယ်လို့အဓိပ္ပာယ်ရပါတယ်ရှင်နော်အဲ့ဒီတော့ဒီနေရာမှာ highlight လေးဆရာမဖြည့်ပေးမယ်တက်နေအရာပေါ့နော်ဒီမှာထားမယ်နော်အတန်ထွက်တဲ့အခါမှာအသက်တွေကိုအဓိကထားပြီးတော့ထွက်ပေးပါနော်แม่ได้เงิน4 ล้านအမေပတ်စံ4 တန်းရတယ်ငါအနီရောင်ကြိုက်တယ်ဆိုရင်ฉันชอบสีแดงฉันชอบสีแดงငါအနီရောင်ကြိုက်တယ်เนาะအဲ့ဒီတော့အရောင်ကိုအတန်ထွက်တဲ့ခါမှာสีနံပါတ်4ကိုအတန်ထွက်တဲ့ခါမှာสีနော်နည်းနည်းလေးကွဲတယ်เนาะโอเคပါဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးပဲတတပါရှင်